ကိုရီးယားသွားလေတော့ငါဆိုးထက်ကြိုက်မိရဲ့မြို့တစ်မြို့ရှိခဲ့ပါတယ်အဲ့ဒါကတော့ဘူဆန်ပါဘူဆန်လို့ကြားလိုက်တာနဲ့ train to Busan ကိုပြည့်မြင်မိကြမယ်ထင်တယ်နော်ဟုတ်ပါတယ်ဒီဘူဆန်ကဆိုးကနေပြီးတော့လွယ်လွယ်ကူကူရထားနဲ့သွားလို့ရပါတယ်ဒီ KTX လို့ခေါ်တဲ့ကြီးစံရထားနဲ့သွားမယ်ဆိုလို့ရှိရင်တော့2နာရီလောက်ပဲကြာမှာဖြစ်ပြီးတော့ပုံမှန်ရထားနဲ့သွားမယ်ဆိုလို့ရှိရင်တော့6နာရီပတ်ဝန်းကျင်လောက်ကြာပါတယ်ဈေးနှုန်းရဲ့ကွာခြားချက်ကလည်း2ဆလောက်ရှိပါတယ်အားလုံးသိကြသလိုပဲဘူဆန်ကဒီပင်လယ်ကမ်းခြေကမြို့လေးတစ်မြို့ဖြစ်တယ်ဒါမဲ့သူ့စီမှာဒီပင်လယ်ကမ်းခြေတစ်ခုတည်းရှိတာမဟုတ်ဘဲနဲ့တောင်တန်းတွေရောကိုရီးယားရဲ့ယဉ်ကျေးမှုအမှုပညာလက်ရာတွေရော culture တွေရောအကုန်လုံးကပြည့်ပြည့်စုံစုံရှိရဲ့မြို့တစ်မြို့ပါဒါအပြင်ဒီ modern lifestyle ကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းမြို့ထဲဘက်မှာ shopping ထွက်လို့ရတဲ့ shopping center တွေရှိတယ် night life ကိုကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီ night life area တွေရှိတယ်ပေါ့နော်ဘူဆန်ရောက်ပြီဆိုတာနဲ့မတော်မဖြစ်နေရတစ်ခုကတော့ဒီ Gamcheong Culture Village ပါအင်တာနက်ပေါ်မှာပဲဖြစ်ဖြစ်ဘူဆန်လို့ရိုက်ရှာကြည့်လိုက်တာနဲ့ဒီလိုမျိုးတောင်ကုန်းတွေပေါ်မှာမှရောင်စုံအိမ်လေးတွေစောက်ထားတဲ့ပုံလေးတွေကိုတချို့မြင်မှုကြမှထင်တယ်နော်ဒါကတော့ Gamcheong Culture Village ပါသူ့ကိုတော့ဒီ public transportation ဖြစ်တဲ့ဘတ်စကားနဲ့ကိုအဝင်ဝအထိလွယ်လွယ်ကူကူသွားလို့ရတယ်ပြီးတော့ဝင်ကြီးရလည်းအခမဲ့ပါဒါမဲ့ဒီ village ထဲကိုမဝင်ခင်ပေါ့နော်ဒီစစချင်းအဝင်ဝမှာဆိုလို့ရှိရင် tourist information counter ရှိတယ်ဆိုတော့ဒီ information counter မှာမြေပုံလေးဝယ်လို့ရတယ်ပေါ့နော်မြေပုံကလည်းတော်တော်ကိုဈေးသက်ဈေးနှုန်းပစ္စည်းလေးနဲ့ဝယ်လို့ရပါတယ်ဒီမြေပုံရှိချင်းအပြင်ဘာတွေကောင်းလဲဆိုလို့ရှိရင်ဘယ်နေရာကိုသွားလို့ရှိရင်တော့ဘယ်ဟာတွေရှိလဲဆိုတာကိုတတိချာရှင်းရှင်းလင်းသိနိုင်တယ်ပြီးလို့ရှိရင်သူ့စီမှာလမ်းကြောင်းလေးတွေရောသွားလို့ရတဲ့လှေကတစ်လေးတွေရောများတာမို့လို့မြေပုံမပါဘဲနဲ့ဒီတိုင်းသွားမယ်ဆိုလို့ရှိရင်တက်လိုက်ဆင်းလိုက်နဲ့မယ်တော်တော်ပင်ပန်းမယ်ပြီးတော့ဒီမြေပုံမှာဆိုလို့ရှိရင်လည်းဒစိတ်တုံးထုလို့ရမယ့်နေရာလေးတွေပါပါတယ်ဆိုတော့ဒီ attraction နေရာလေးတွေမှာဒစိတ်တုံးလေးတွေထားပေးထားတယ်ဆိုတော့ဒါမျိုးကို treasure hunt ကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီနေရာလေးတွေကိုသွားပြီးတော့ဒစိတ်တုံးစုတဲ့ activities လေးကလည်းအရင်ပြောဖို့ကောင်းပါတယ်ဒီ village မှာဆိုလို့ရှိရင်တော့ကိုရီးယားရဲ့ယဉ်ကျေးမှုအမှုပညာတွေပြီးရင်နိုင်ငံစည်းရေးပကြီးတွေဓာတ်ပုံရိုက်လို့ကောင်းတဲ့ sport တွေ cafe တွေအမျိုးစုံရှိပါတယ်ဒီနေရာတွေအကုန်လုံးကိုတေချာနက်နက်ဆက်ဆက်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နေတပိုင်းကောင်းဒါမှမဟုတ်လို့ရှိရင်တစ်နေ့လုံးအဲ့လိုမျိုးအချိန်လေးအသေးချာယူပြီးအေးစစ်စစ်သွားတာတော့ပိုကောင်းမယ်ထင်ပါတယ်နောက်ထပ်မတော်မဖြစ်နေရတစ်ခုကတော့ Haeundae Blue Line Park ပါဒီနေရာကနေပြီးတော့ဒီဘူဆန်ရဲ့ကမ်းခြေတစ်လျှောက်အလှအပကိုအပေါ်စီးကနေပြီးတော့တေချာလေးခံစားနိုင်တယ်ပြီးတော့ဒီစီးရတဲ့ရထလုံးလေးတွေကလည်းတအားချစ်ဖို့ကောင်းပါတယ်အပြင်ကနေဓပုံရိုက်အထက်ကနေပဲဓပုံရိုက်တော်တော်လေးချစ်ဖို့ကောင်းတဲ့နေရာလေးပါသူ့တော့ညနေပိုင်းနေဝင်ချိန်ဒါမှမဟုတ်လို့ရှင်မနက်စောစောဒီလိုအချိန်မျိုးလေးတွေသွားတာပိုလှပါတယ်အခုသတိထားမှာကဒီနေရာကလာရောက်လေပတ်တဲ့သူတွေအားများတယ်ဆိုတော့ online ကနေလက်မှတ်ကြိုဝယ်တာကပိုအဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကတစ်နေ့ကိုမှလက်မှတ်ဘယ်နှဆောင်ခရီးစဉ်ဘယ်နှခုဆိုပြီးတော့ပဲသူကကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ဒါကိုသွားခြင်းနဲ့နေ့ကတကယ်အဲ့လို high season လည်းဖြစ်တယ်ပြီးလို့ရှင်ညနေပိုင်းလိုမျိုးပေါ့နော်လူလာများတဲ့အချိန်မျိုးဖြစ်တယ်ဆိုလို့ရှင်ကိုသွားလိုက်ပြီးမှ walk in ticket မရတာမျိုးတွေဘာလက်မှတ်မှမရှိတော့တာမျိုးတွေဖြစ်နိုင်ပါတယ်ဆိုတော့အကြံပေးချင်တာကတော့ online ကနေအရင်ဆုံး ticket ကြိုပြီးတော့ဝယ်ထားပါနောက်ထပ်အရန်လှတဲ့နေရာတစ်ခုရှိပါသေးတယ်ဒါကတော့ပင်လယ်ကမ်းစပ်မှာတည်ထားတဲ့ဒီဟေဒုံယုံကွန်းလို့ခေါ်တဲ့ဘုရားကျောင်းပါဒီဘုရားကျောင်းကိုတော့ဂူရောခေတ်1386ခုနှစ်ကတည်ထားတာဖြစ်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်တော့ကိုရီးယားမှာအလှဆုံးဘုရားကျောင်းဖြစ်တဲ့နာမည်ကြီးပါတယ်ဒီဘုရားကျောင်းရဲ့ထူးခြားချက်ကသူကဘာသာရေးပြရုပ်တစ်ခုအနေနဲ့လည်းမဟုတ်ဘဲနဲ့ကိုရီးယားရဲ့ယဉ်ကျေးမှုအမှုပညာလက်ရာတွေရောသဘာဝတရားရဲ့အလှအပတွေရောအကုန်လုံးကိုတနေရာထဲမှာပေါင်းစပ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်ကိုရီသွားတော့ဆိုလို့ရှင်လဲပေါ့နော်ဘူဆန်မှာဒီနေရာကနာမည်ကြီးရယ်ဆိုပြီးတော့သွားဖို့ဒါ checklist ထဲကိုထည့်ထားတာဒါပေမဲ့တအားမျောလင့်ထားတာမျိုးမရှိဘူးဒါပေမဲ့သွားလိုက်တဲ့အချိန်မှာခန်းစားချက်ကဘာနဲ့မှမတူဘူးတကယ် तू ကလေအေးချမ်းတဲ့ခံစားချက်ကောဒီသဘာဝတရားရဲ့လှပမှုကောအကုန်လုံးပေါင်းစပ်ပြီးတော့ကြည်နူးတဲ့ခံစားချက်ကြီးဖြစ်ပေါ်စေတာပေါ့နော်ဆိုတော့ဘူဆန်ကိုနောက်တစ်ခေါက်သာထပ်သွားပြီးခဲ့မယ်ဆိုရင်လေဒီဖျားเจ้าကမသွားမဖြစ်ပြန်သွားကိုသွားမယ့်နေရာပါနောက်ဆုံးတစ်ခုအနေနဲ့ recommend လုပ်ပေးခြင်းတဲ့နေရာတစ်ခုကတော့ဒီ Gwangali Beach မှာရှိတဲ့ Gwangan Bridge သူကတော့ Silver Bridge လို့လည်းနာမည်ကြီးရပေါ့နော်ဒီနေရာကတော့ညပိုင်းမှာသွားပြီးတော့လဲပတ်တင်ပါတယ်ပြီးတော့အထူးသဖြင့်သူကစနေနေ့ညတိုင်းဆိုလို့ရှိရင် drone show လည်းရှိပါသေးတယ်ဒါကတော့ကိုပထမဆုံးအကြိမ်ဖြစ်သွားလေတော့ငါရခဲ့တဲ့ခန်းစားချက်တွေကိုပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်ဘူဆန်ကတော့အရန်ကြိုက်တဲ့မြို့ထဲမှာပါတဲ့အတွက်ကြောင့်နောက်တစ်ခါတော့ပြန်သွားလေဖြစ်အောင်မယ်ထင်တယ်ဆိုတော့ maybe ကိုရီးယားကိုထပ်သွားလေလို့ဆိုးကိုမသွားပြည့်အောင်ဘူဆန်ကိုပဲအေးဆေးသွားပြီးတော့တတိချာချာလေပတ်မယ်ပြီးတော့လူသိနေတဲ့အလှပတရားတွေကိုဒီတစ်ခါကျရင်လိုက်ရှာမယ်
အဲ့လိုမျိုးလို့စဉ်းစားထားပါတယ်တကယ်လို့သွားပြစ်ခဲ့ရင်လည်းထပ်ပြီးတော့ sharing လုပ်ပေးပါမယ်ဒီနေ့တော့လောက်ပါပဲကြည့်ရှုပေးခဲ့တဲ့လူအားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်မှပြန်တွေ့ပါမယ်